အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဆရာလည်းသေချာပြောပါတယ်နော်ဆရာအင်ကြီးနောက်ထပ်တစ်ထည်ဝယ်ဖို့တော့စဉ်းစားရတယ်ဆိုမဝယ်နိုင်လို့မဟုတ်ဘူးဝယ်နိုင်ပါတယ်တမင်ဝယ်မဝစ်တာကိုပြောတာဆိုတော့တချို့လဲဆရာကိုအင်ကြီးတွေပို့တင်တယ်လို့ပစ္စည်းတွေပို့တင်တယ်လို့ပြောတာရှိတယ်သူတို့ကိုပြောပေးပါသူတို့ကိုပြောပါဒါပြည်သူတွေကိုကျွန်တော်တရားနေပြောပါတယ်ကျွန်တော်ချို့တဲ့နေတာမဟုတ်ပါဘူးလို့ကျွန်တော်ချို့တဲ့နေတာချို့ငဲ့နေတာမဟုတ်ဘူးကျွန်တော်ချိုးကြံချွေတာနေတာဖြစ်ပါတယ်လို့ဘာကြောင့်ချိုးကြံချွေတာနေတာလဲဆိုတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့တိုက်ပွဲဝင်နေတဲ့ပြည်သူတွေအတွက်ဖြစ်ပါတယ်ကျွန်တော်ဝယ်နိုင်ပါတယ်ကျွန်တော်သုံးနိုင်ပါတယ်နော်ကျွန်တော်မဝယ်ဘူးမသုံးဘူးလို့ပြောတာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်စီကိုဆက်သွယ်ပြီးမေးလာတဲ့ပြည်သူတွေကိုကျွန်တော်ကျေးဇူးတင်တယ်နော်ဒါပေမဲ့ကျွန်တော်မလိုပါဘူးလိုနေတဲ့ရဲဘော်တွေအတွက်ဒါလိုနေတဲ့တိုက်ပွဲဝင်တဲ့ရဲဘော်တွေအတွက်ဒါပြည်သူတွေအားစိုက်ပါလို့ကျွန်တော်အနေနဲ့ဒီမှာပြောချင်ပါတယ်ကျေးဇူးပါ